င်္ဂလာပါနောက်ထပ်ဉာဏ်သံမှုစာလေးတွေတက်ပြီးတော့တွေ့ကြည့်အောင်နော်ဒီပုစာလေးကတော့ for 2 power 50 minus 2 power 49 equal ဘယ်လောက်လဲလို့မေးထားရအောင်နော်လွယ်ပါတယ်2 power 50တဲ့ကနေ2 power 49ကိုနှုတ်ဒါဆိုရင်2 power 1 2ပေါ့နံပါတ် A လို့မရပါဘူးအဲ့လိုတွက်လို့မရပါဘူးဒီမှာကျတော့ power ကြီးပါပါတယ်နော်အဲ့တော့တန်ညွန်းနေပါနေရဖြစ်တဲ့အတွက်တန်ညွန်းနေတူအောင်ပြင်ကြည့်မှရပါမယ်အဲ့တော့2 power 50ဆိုတာက2 power 1နဲ့2 power 49နဲ့မြောက်ထားတာနော်ခြေတူချင်းမြောက်ရင်တန်ညွန်းချင်းပေါင်းအဲ့လိုပြင်လိုက်ပါမယ်ဒါဆိုရင်49နဲ့1နဲ့ပြန်ပေါင်းလိုက်ရင်50ပြင်ရမယ်နော်အောက်က2 power 49အဲ့တော့မှ2 power 49တူသွားပြီဆိုတော့ပုံထုတ်လိုက်ပါအဲ့တော့2 power 49အဲ့တော့ရှေ့က2ကျန်မယ်နောက်က1ကျန်ပါမယ်ကဲဒါဆိုရင်နေ့တစ်ကနေ1ကိုနှုတ်လိုက်တော့1ပဲကျန်တယ်1နဲ့2 power 49နဲ့မြောက်တော့2 power 49အဲ့တော့0ရဲ့ဖြေက2 power 49ဆိုတော့နံပါတ် C နော်နံပါတ် C ရနော်အဲ့တော့ power 2အောင်ပြင်ရမယ်ဆိုတော့လိုမျိုး2တန်းပြီးတော့မရအောင်နော်50ရဲ့49နှုတ်1ဆိုပြီးတော့2 power 1 2ဆိုပြီးတော့ဖြေလို့မရပါဘူးနော်ဒါ power တွေပါတာဖြစ်တဲ့အတွက် power တွေ2အောင်ပြင်ပြီးမှဆက်ရှင်းလို့ရမှာနော်ထညွန်းနေပါနော်ထညွန်းနေပြင်ပေးရမယ်